သာသနာတော်နှစ်2554ခုနှစ်ပြာသူလဇန်9ရက်2011ခုတလပိုင်း9ရက်နေ့ညကျေးဇူးတော်ရှင်ဧကမဟာပန္တိတမိုးကုတ်ဆရာတော်ဘုရားကြီးဤတရားဌာနမန္တလေးတိုင်းပကံညောင်ဦးမြို့နယ်မြင်းကဘာရွာဗုဒ္ဓသာသနာမန္တိုင်ဝိမု ക്തി ရတဓမ္မဗိမာန်တော်ကြီး၌ပကံမြောင်ဦးမြို့နယ်ကောစကံတွင်သရင်သုံးနေထိုင်တော်မူကြကုန်သောဖရာမှုရှိသောသံဃာတော်ရှင်သူမြတ်အပေါင်းတို့အားဥထိပ်ပန်ဆင်လျက်တရားပွဲတော်ဖြစ်မြောက်ရေးအကျိုးတော်ဆောင်အဖွဲ့နှင့်တကွပကံညောင်မြို့နယ်သူနယ်သားအပေါင်းတို့မှစုပေါင်းဆင်ရင်ကျင်းပပြုလုပ်အပ်သောဓမ္မပူဇနိယအခါကာလဓမ္မဒါနကုသိုလ်ရှင်များဖြစ်ကြသောမြင်းကဘာမြို့မရပ်နေဥအောင်မြင်တော်မြတ်ထွေးမောင်အောင်မြင်ရွန်းတဲ့လုပ်ငန်းမိသားစုတို့မှာဗုဒ္ဓသာသနာမန္တိုင်ဝိမု ക്തി ရတဓမ္မဗိမာန်တော်ကြီးဆွတ်လွတ်လူရန်ပွဲအထိမ်းအမှတ်ဓမ္မပူဇနိယအခါကာလ၌တရားတော်နာကြွရောက်တော်မူလာကြကုန်သောယောဂီသူတော်စင်များအားလုံးစိတ်ချမ်းသာခြင်းကိုယ်ဤကျမ်းမာခြင်းပြည့်စုံစွာနဲ့ဦးဇင်းတို့ဟောပြောပြသမဲ့သစ္စာတရားများကိုနာလဲနာနိုင်ကြပါစေနာတဲ့အတိုင်းလဲသိကြပါစေသိတဲ့အတိုင်းလဲဒီဘဝဒီခန္ဓာမစွန့်ကြခင်ကိုယ်ဒုက္ခကိုလက်စသိမ့်အောင်ကျင့်ကြံကြိုးကုပ်ပွားများအားထုတ်နိုင်ကြပါစေလို့ရှေးဥစွာမေတ္တာပို့သပေးလိုက်ပါတယ်နော်သစ္စာတရားတော်တို့ကိုဟောကြားရာ၌သစ္စာ၄ပါးမြတ်တရားတော်တို့ကိုဆရာမကူတယံပူဉဏ်တော်မြတ်ဖြင့်ကိုယ်တော်တိုင်အကျွင့်မဲ့ထိုးတွင်သိမြင်အောင်မြင်တော်မူပြီးတတ္တဝဝေနေယအပေါင်းတို့အားသစ္စာရည်ဤအမြိုက်ဆေးတော်တို့ကိုတိုက်ကြွေးတော်မူဝေထသောမဟာကရုဏာတော်ရှင်ဗုဒ္ဓံမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးဤဂုဏ်တော်ကျေးဇူးတော်မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးကောင်းစွာဟောကြားဆုံးမတော်မူခဲ့၍ဆုံးမတော်မူသည့်အတိုင်းလိုက်နာကျင့်ဆောင်သောပုဂ္ဂိုလ်အပေါင်းတို့အားကျင့်ဆောင်သူတို့အလျောက်အခါမလင့်သောအကျိုးကျေးဇူးအထူးတို့ကိုပေးစေတတ်သောဓမ္မံတရားတော်မြတ်တို့ဤဂုဏ်တော်ကျေးဇူးတော်မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးဤအဆုံးအမဓမ္မဒေသနာတော်တို့အားယနေ့နှစ်ပေါင်း2554ခုနှစ်တိုင်တိုင်အတွန်းရှည်တည်တံ့ခိုင်မြဲအောင်အစဉ်အဆက်ထိမ့်သိမ့်စောင့်ရှောက်တော်မူလာကြကုန်သောသံဃံသံဃာတော်မြတ်အပေါင်းတို့ဤဂုဏ်တော်ကျေးဇူးတော်နှင့်တကွဦးဇင်းအားဤသစ္စာ၄ပါးမြတ်တရားတော်တို့ကိုကိုယ်တိုင်လည်းနာကြားသိရှိနိုင်အောင်ယောဂီပေါင်းသူတော်ကောင်းတို့အားလည်းယခုကဲ့သို့တဖန်ပြန်လဲဟောပြောညွှန်ကြားပြသနိုင်အောင်နိဗ္ဗေလမ်းပြသွန်သင်ဆုံးမပေးတော်မူခဲ့ကြသောဘဝတစ်ပါးသို့ကွယ်လွန်အနိစ္စရောက်သွားကြပြီဖြစ်သောမွေးသဖခင်ကျေးဇူးရှင်နှင့်မွေးသမိခင်ကျေးဇူးရှင်ကြီးတို့၏ဂုဏ်ကျေးဇူးဆရာသခင်ဖြစ်တော်မူသောကျေးဇူးတော်ရှင်ဧကမဟာပန္တိတမိုးကုတ်ဆရာတော်ဘုရားကြီးဤသီလဂုဏ်သမာဓိဂုဏ်ပညာဂုဏ်တို့အားပူဇော်သောအားဖြင့်၎င်းကျေးဇူးဆက်သောအားဖြင့်၎င်းဥသိမျက်မှောက်သို့ယနေ့တရားနာကြွရောက်လာကြသောတန်တရာဤဆွေတော်မျိုးတော်အပေါင်းတို့အား
ကျေးဇူးဆက်သောအနေနဲ့ဟောကြားသွားမှာဖြစ်ပါတယ်အလုံးသောသူတော်ကောင်းပေါင်းတို့လည်းမိမိတို့ရဲ့မမိတ်မလျော့မပေါ့ဆသောတတိမလျှော့သောဇွဲလုံးလကိုလက်ကင်ထားပြီးတော့ဘုရားရှင်ရဲ့သာသနာတော်နဲ့ကြုံတွေ့ကြိုက်မှာတရားနဲ့လျော်သောအကျင့်ဖြင့်နေနိုင်အောင်ကြိုးစားကြပါလို့အားလုံးလေးစားစွာနဲ့တိုက်တွန်းပါတယ်နော်အားလုံးကိုဦးစင်းကဘယ်လိုတိုက်တွန်းလဲတရားနဲ့လျော်တဲ့အကျင့်နဲ့နေနိုင်အောင်ကြိုးစားပါဟုတ်တယ်နော်ကာယကံမှုပဲပြုပြုဝစီကံမှုပဲပြုပြုမနောကံမှုပဲပြုပြုပြုသမျှအမှုကိစ္စတိုင်းတရားနဲ့လျော်စွာပြုကျင့်နိုင်မှအပြစ်ကင်းမယ်အပြစ်ကင်းမှဦးဇင်းတို့သူတော်ကောင်းတို့မလိုချင်တဲ့ဆင်းရဲတွေကလွတ်မှာလို့အဲ့ဒါလိုနားလည်ထားယနေ့ဆင်းရဲဒုက္ခမျိုးစုံအဖုံဖုံဘာကြောင့်ကြုံရသလဲအဲ့ဆင်းရဲကြုံနိုင်တဲ့အပြစ်တွေသင့်ထားကြဟုတ်ပြီနော်တဆင့်ချင်းသွားမှာတဆင့်ချင်းသွားမှာဒါကြောင့်လူမျိုးမျိုးစိတ်ထွေတွေနဲ့ဉာဏ်ရည်အဆင့်ဆင့်ကိုဟောရတယ်သိတော့လွယ်တဲ့ကိစ္စမဟုတ်ရှေ့မှာပြောခဲ့တယ်ကာယကံဝစီကံမနောကံတိုင်းဟာတရားနဲ့လျော်မှအပြစ်ကင်းမယ်အပြစ်ကင်းမှဆင်းရဲကလွတ်မယ်အခုဆင်းရဲတွေဘာလို့ကြုံနေသလဲဆိုရင်အပြစ်ရှိခဲ့လို့အပြစ်ဘာလို့ရှိလဲဆိုတော့ပြုတဲ့ကာယကံတိုင်းဝစီကံတိုင်းမနောကံတိုင်းမှာစင်ကြယ်အောင်တရားနဲ့လျော်အောင်မပြုနိုင်ခဲ့တဲ့အတွက်စကားပြောလဲတရားနဲ့မလျော်စိတ်ကကြံလဲတရားနဲ့လျော်တဲ့အကြံကိုမကြံဘူးအဲ့ဒါတန်တရားမှာတို့လုပ်ခဲ့တာသိလို့လုပ်ခဲ့တာလားမသိလို့လုပ်ခဲ့တာမသိတာကဒါကြောင့်မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးပြောခဲ့တဲ့စကားရှိတယ်အန္တဗုဒ္ဓအယံလောကောတနုကိဋ္ဌဝိပတ္တိသကုနောဇာလပုတ္တောဝအပောသက္ကာယဂစ္စတိဒါကပါဠိလိုကျိုးလည်းလွတ်မရဘူးစာရွက်ကြည့်ဆိုတာနော်အဲ့တော့ဒါပါပြောလဲအန္တဗုဒ္ဓအယံလောကောအယံလောကောဟောဒီလောကကြီးကအန္တဗုဒ္ဓအကန်းနေပညာမျက်စိမရှိတဲ့အကန်းကိုယ်တော်တို့ဗဂရိမျက်စိတော့ရှိမရှိရှိပါတယ်အဲ့ဒီဗဂရိမျက်စိကဗဂရိမျက်စိမြင်နိုင်စွမ်းရှိတဲ့အဆင်းကိုပဲသူမြင်မှာပေါ့အမှန်အမှန်မြင်မလားအကောင်းအဆိုးမြင်မလားအကြောင်းအကျိုးမြင်မလားမမြင်နိုင်ဘူးတဲ့အဲ့တော့ပဂရိမျက်လုံးသာမြင်တယ်ပညာမျက်လုံးပါမလားတော့အန္တဗုဒ္ဓအယံလောကောအယံလောကောဟောဒီလောကကြီးဟာတဲ့အန္တဗုဒ္ဓပညာမျက်လုံးကန်းနေကြတယ်ဘာဖြစ်နေလဲအဲ့ဒါကြောင့်သကုနောဇာလမုတ်တော်ဝသကုနောငှက်ဘယ်လိုငှက်လဲပိုက်ကွန်မှာတိုးမိတဲ့ငှက်တွေဟာပြန်လွတ်အောင်ပိုက်ကွန်ကယုံထွက်နိုင်တဲ့ငှက်အတော်ရှားတယ်ကွန်ထဲမိသွားတဲ့ငှက်ကလွတ်သေးလားအဲ့ဒါလိုပဲဟောဒီသန္တရာကြီးတဲ့ကနေလွတ်မြောက်နိုင်တဲ့ပုဂ္ဂိုလ်အမတန်ရှားတယ်ဘာလို့ရှားတော့ပ
ပညာမျက်လုံးမရှိလို့အဲ့ဒါလို့တရားနာရင်အဲ့ဒါလို့လာစေချင်တာနော်ဘုရားရှင်ပြောတဲ့စကားတိုင်းမှာအဆက်ဆက်ရှိတယ်အန္တဘုဒ္ဓအယံလောကဟောဒီလောကကြီးဟာတဲ့ဗာမျက်လုံးကန်းနေကြအဲ့တော့ပညာမျက်လုံးကန်းနေကြသလိုပဲသကုဏ္ဏငှက်ဘယ်လိုငှက်လဲပိုက်ကွန်မှာတိုးမိနေတဲ့ငှက်ဟုတ်ပြီနော်ပိုက်ထဲဝင်သွားတဲ့ငှက်တွေဟာလွတ်မြောက်သွားတယ်ဆိုတာအမတန်ရှားတယ်ရှိတော့ရှိတယ်ပေါ့နော်မလွတ်တဲ့ငှက်နဲ့လွတ်တဲ့ငှက်ဘယ်ရင်းကများမလွတ်တဲ့ငှက်ကများတယ်လွတ်သွားတဲ့ငှက်အမတန်ရှားတယ်တဲ့ဒီတိုင်းပဲတဲ့သန္တရာကဟောဒီသန္တရာဝဲဩဃတဲ့ကထွက်မြောက်နိုင်တဲ့ပုဂ္ဂိုလ်ရှားတယ်ဘာဖြစ်လို့ပညာမျက်လုံးကန်းနေလို့ထွက်ပေါက်မတွေ့ဟုတ်ပြီနော်ဒါကြောင့်ဒီနေ့ဦးဇင်းကထာဝစဉ်လေးစားမြတ်တရားဆိုတဲ့တရားကိုဟောမှာပါတယ်အဲ့တော့ထာဝစဉ်လို့ဘာလို့သုံးလိုက်လဲအစတော့အစဉ်လို့တင်သုံးမလို့ထာဝစဉ်ဆိုတာထာဝရဆိုတာအချိန်ကာလတင်ပြောတာမဟုတ်ဘူးဘယ်နေရာရောက်ဘယ်အချိန်ပဲဖြစ်ဘယ်သူပဲဖြစ်ဟုတ်ပြီနော်ဘယ်လိုပုဂ္ဂိုလ်မျိုးပဲဖြစ်နေပါစေဘယ်နေရာကိုပဲရောက်နေဟုတ်ပြီနော်ဘယ်အချိန်မှာပဲဖြစ်ဘာကိုလေးစားတရားကိုလေးစားတရားကိုမြတ်နိုးဆောင်ထားတဲ့ပုဂ္ဂိုလ်ဟာအရှိဘက်ကမ်းမှာပဲနေအနောက်ဘက်ကမ်းမှာပဲနေဟုတ်လားနိုင်ငံရခြားပဲသွားဘယ်လိုပုဂ္ဂိုလ်မျိုးပဲဖြစ်ဘယ်အချိန်မှာပဲဖြစ်မနေ့ခင်းကောနေ့လေခင်းကောညနေခင်းကောဆောင်းတွင်ကောမိုးရာသီကောနှွေရာသီကောဥရုသုံးလီဘယ်လိုပဲပြောင်းအစဉ်လေးစားနေရဘာဟုတ်လဲဟုတ်ပြီနော်ခုသူတော်ကောင်းတို့ဦးဇင်းတို့မှာတကယ်ကိုးကွယ်အားထားရမှာဗါလဲတရားပဲရှိဒီချမ်းမနော်တကယ်ကိုလက်ဆုပ်လက်ကင်အားကိုးရမှာကတရားဖယားဆိုတာကတရားပြပေးခဲ့ပြီသူ့တာဝန်ကြည့်ပြီဖယားကယ်ပါလို့လုပ်လို့မရဘူးသူကကျေးဇူးရှင်သက်ဒီချမ်းမသူ့သွားအားကိုးနေရမှာလားကျေးဇူးရှင်လားသူကတရားဟောပေးခဲ့ပြီတာဝန်ကြည့်ပြီသူနာဘာမှသွားမတောင်းနဲ့တော့ကျုပ်ကအာနာလို့ဖះကိုကြော့ရုံပဲကြော့တယ်ဘာစုမှမတောင်းရှင်းလားငါကလည်းတောင်းရတာကိုဂျွန်တဲ့ပုဂ္ဂိုလ်ဆိုတော့တကယ်အဲတော့မြန်မာလူမျိုးတွေကိုဦးဇင်းစိတ်ကလေးတဝက်လောက်လူတိုင်းရရင်သိကောင်းပါရစေချင်တာကျုပ်ကကျုပ်ဖေကျုပ်အမေနာအတောင်တောင်းရမှာဝန်လေးတောင်းလို့ရတာဆိုဘာမှမလို့ချင်တာတိုက်ယူပလိုက်မှာပဲတတ်ယူပလိုက်မှာပဲရှုပ်တယ်သဘောပါလားဝန်လေးတယ်တောင်းတဲ့အလုပ်တော့ဘယ်တော့မလုပ်သူများပေးတာကိုလိုက်ယူရတာလေသိရှက်တယ်သင်္ကန်းဝက္ခာစာဒါအမှန်တိုင်းပြောတာဖြစ်ခဲ့ဘူးလားစိတ်ထဲမှာအိမ်ကနေတော့မုံမိုးမတောင်းတတ်တဲ့လူဆိုတော့သူများပတ်စံလာကြိုက်သိရှက်တာငါမြန်တောင်းစားကြတယ်ဒီငွေတွေလာပေးနေငါနဲ့မဆိုင်တော်ခင်ဗျာကျုပ်ရှိလာမလို့နဲ့ဦးစင်ဘယ်နဲ့ဖြစ်တာတော့ဟုတ်ဗျာကျုပ်ဗီဇရှက်တယ်ဟုတ်ပြီနော်အဲ့ဒါတကယ်တော့တရားကိုတကယ်မြတ်နိုးနေတဲ့ပုဂ္ဂိုလ်လေးစားတဲ့ပုဂ္ဂိုလ်ဆိုရင်တရားနဲ့လျော်စွာသာကျင့်နေရင်အောက်တန်းကျเสียအကြောင်းမရှိဘူးခုငါတို့ဘာလို့အောက်တန်းကျနေသလဲဆိုတော့စိတ်ကကြံလဲတရားနဲ့လျော်အောင်မကြံဘူးဗဇက်ကပြောတော့တရားနဲ့လျော်အောင်မပြောဘူးဟမ်ဈေးတယ်ရတဲ့ဈေးတယ်ပြီးသူပစ္စည်းရောင်းထွက်ပြီးရောကျုံတယ်လို့ပြောတာမေးကြည့်ပါဘယ်ဆိုင်နဲ့မှမတူပါဘူးမလေးဒါကျွန်တော်ရှော့ပေးထားတာ
နော်ပစ္စည်းချင်းလည်းမတူဟိုက်မကြည့်ဟာဒီမကြည့်အမှန်တော့ဒါပဲတူတူဒီနေရာထွက်တာပဲနော်ထိုးဆိုင်ရောက်မသွားအောင်ဒီဘက်ကနေဖြစ်ပြောခြင်းသလိုပြောပြနေလျော်သလားတရားနဲ့မလို့ဈေးတဲ့သူ့ပစ္စည်းရောင်းအောင်ဖို့အရေးကြီးတာဟုတ်ရှင်ဖျားရဲ့အဲ့လိုမှမပြောရင်လည်းဒီပြောတော့ထမင်းငတ်ကုန်ပါအဲ့ဒါလိုပြောခြင်းသလိုပြောရောင်းတဲ့လူနဲ့အမှန်ပြောရောင်းတဲ့လူဘယ်သူကအရင်ငတ်မထင်လဲနော်တရားစောင့်စည်းမှုမရှိပဲပြောခြင်းသလိုပြောရောင်းတဲ့ဈေးတယ်နဲ့နော်တရားနဲ့လျော်အောင်ပြောရောင်းတဲ့ဈေးတယ်နဲ့ဘယ်သူအရင်ငတ်မထင်လဲကြမနဲ့ပြမဲဘုံနှစ်ဘုံချတာခုကိုနှစ်တန်ထွက်ရှုံကြည်လိုက်စမ်းပါတရားနဲ့လျော်စွာပြောရောင်းသူမှာဘယ်သောအခါမှမငတ်နိုင်တရားဆောင်သူကိုတရားကပြန်ဆောင်ကိုရောင်းတယ်လို့သူတို့လည်းရောင်းရပါစေကိုမရောင်းရသူတို့ရောင်းရဝမ်းသာတဲ့စိတ်မွေးစမ်းပါကျင့်ကြည့်ဦးစင်းပြောတာကိုမယုံရင်ကျင့်ကြည့်အဲ့ဒါလို့ကျင့်လို့စားစရာမရှိရင်သူ့မင်္ဂလာလာပြောကျွေးမယ်ရှင်းလားသဘောပေါက်သလားကျုပ်ကျွေးကျင်တာတော့တနိုင်ငံလုံးကိုကျွေးကျင်တာခင်ဗျားတို့ဘာမှလှုပ်ရှားစရာမလိုအောင်ကိုကျွေးကျင်တာဘောပါသလားစိတ်แท้ရှိတဲ့အတိုင်းပြောတာဒါနော်ခင်ဗျားတို့အာကုသိုလ်လုံမှာကိုအကြောက်ဆုံးသူတို့အာကုသိုလ်တွေလှုပ်ဖြစ်ကြမယ်စားငါကျွေးလိုက်ရရင်ကောင်းမှာစားဖို့အတွက်တော့အာကုသိုလ်မလုပ်ကြပါနဲ့ဝတ်ဖို့အတွက်တော့အာကုသိုလ်မလုပ်ကြပါနဲ့ဝေခြင်းတာတောင်းဘုရားအလောင်းဇတ်တော်တွေဖာပြီးဘုရားအလောင်းကအလူမန္တကြီးတွေတိုင်းပြည်9နေရာအထိုး6နေရာအထိုးမပြတ်လှူဩငါဘယ်တော့မှအဲ့လိုလှူနိုင်မှာပါလေဒီလူတွေကိုငါဘယ်တော့ဒီလိုကဲနိုင်မှာပါလေစိတ်ထဲမှာလေသဘောပါသလားဦးစင်းနေမဟုတ်သူတော်ကောင်းတို့ရဲ့ယင်တဲ့နှလုံးသားထဲမှာလေအဲ့ဒီဘုရားအလောင်းတော်ကဲ့သို့မြင့်မြတ်သောစိတ်ထားတွေမြင့်မြတ်သောအလိုဆန္ဒတွေအားလုံးအသီးသီးပေါ်ပေါက်စေခြင်းတာရှင်းသလားဒီနေ့တရားကောင်းစဉ်ပါပါလိမ့်ဦးဇင်းကလေအခု44နှစ်ထဲရောက်လာတော့တိတ်မကောင်းဘူးမေ့ကိုယ်စကားကိုဘယ်ရောက်လို့ရောက်သွားမှမသိဘူးအဲ့တော့ကျေးဇူးပြုပြီးမှတ်ပေးကြနော်တရားကောင်းစဉ်ပါတယ်သာဝစဉ်လေးစားမြတ်တရားအန္တဘုဒ္ဓအယံလောကကြီးထဲမှာပါတယ်ပညာမျက်လုံးကန်းနေတဲ့လူတွေသာများပါတယ်ကောင်းပြီဦးဇင်းတို့မှာအဲ့ဒီပညာမျက်လုံးကန်းမှုကြောင့်အမျိုးဘာသာသာသနာကိုကာကွယ်စောင့်ရှောက်နိုင်ဖို့တို့များစွာပြင်ဆင်ကြရအောင်မယ်အကန့်အတိုင်းမနေကြနဲ့တော့အိပ်ပျော်မနေကြနဲ့တော့ခေတ်ဆက်ဆက်ကစနစ်တကျပြိုးထောင်လေ့ကျင့်ပြီးတော့မလာခဲ့ကြတဲ့အတွက်ဒီနေ့ဗုဒ္ဓဘာသာတွေတဖြည်းဖြည်းဆုတ်ယုတ်ကုန်ပြီဖရာမှန်ဒီတော့တရားမှန်သံဃာမှန်တိုးတက်လာလားဆုတ်ယုတ်သွားတာတခါကျင့်ဝတ်သီလတွေခုသူတော်ကောင်းတို့ကိုပဲပြန်စစ်စမ်းကိုမိဘတွေလက်ထက်ကလောက်ကိုကျင့်တရားကောင်းရဲ့လားတိုးတက်လာလားဆုတ်ယုတ်သွားတာတချင်းကဒီအညာဒေသဆိုတော့သိတ်ရိုးတာဘယ်လိုငယ်ငယ်တုန်းကအယောင်းဝယ်လုပ်တုန်းကဗကံညာဥသားတွေနဲ့အများကြီးလုပ်ဖို့လေဗကံညာဥကလာတဲ့ပုဂ္ဂိုလ်ဆိုညာဥသားဆိုရင်သိတ်ရိုးတာသိတ်ဖြောက်သူ့ဆိုရင်ယုံလိုက်ဘာဖြစ်ဖြစ်စိတ်ချလက်ချအဆင်ပြေတယ်ဟိုတုန်းကဟုတ်လားတိုးတက်လာလားဆုတ်ယုတ်လာလားဆုတ်ယုတ်လာအခုတော့သွားမလုံးနဲ့ဖြန်နေကြီးပဲဘယ်လိုဝိုက်မလဲဘယ်လိုလှီးမလဲဘယ်လိုချမလဲအဲ့ဒါခင်မီလာတယ်လို့ခေါ်မလားပျက်စီးသွားတယ်လို့ခေါ်မလားဦးဇင်းသိနှမျောတာ
မြန်မာတပြည်လုံးခိုးတော့ကဘယ်ချိန်သွားဘယ်နေရာသွားကြောက်เสียမလို့ပါဘူးဘယ်သူအကူအညီတောင်းမြန်မာလူမျိုးဟာအကူအညီပေးဖို့ဝန်မလေးဘူးသမင်းတနတ်လည်းဘယ်နေရာမှမရှားဘူးအခုတော့ကိုယ်လက်ထဲပါမသွားရင်ငတ်မယ်အိမ်ဘောက်ဝတောင်အဝင်မခံဘူးရှင်းလားတိုးတက်လာလားဆုတ်ယုတ်သွားတာကောင်းပါပြီအဲ့တော့အဲ့ဒီဆုတ်ယုတ်မှုတွေကိုဒီတိုင်းပဲထားမလားပြုပြင်ကြမလားဦးစင်းမေးလို့ဖြေတာလားအဲ့တော့ပြင်ခြင်းစိတ်ရှိသလားပြင်ရောပြင်ရဲသလားငါချင်ငါမှာနော်ငါချင်ငါမှာငါခံပြီးပြင်ရဲလားတေးကြရဲ့လားယုံကြည်ချက်တွေထက်သန်စေခြင်းတယ်ငါတို့ခက်ပြက်ကြီးကိုကြုံရပြီငါတို့ညီတွေငါတို့သားတွေငါတို့မြီးတွေဒီခက်ပြက်ကြီးကလွတ်အောင်ဘယ်သူတာဝန်ယူရမလဲအမွေစိုးတွေမပေးခဲ့နဲ့ဟမ်ကောင်းအောင်ပြင်ရင်ရနိုင်မရနိုင်ဒါဦးစင်းကြိုးစားနေပါလေဦးစင်းညံမိသလောက်နော်နောင်မွေးဖွားလာမဲ့လူငယ်လေးတွေကိုကျောင်းစာသင်ခန်းထဲကနေပြီးတော့ဗုဒ္ဓရဲ့အဆုံးအမတွေကိုမူလတန်းအလယ်တန်းအထက်တန်းကနေစပြီးတော့တက္ကသိုလ်ဘွဲ့ရတွေအထိဘာသာရေးဆိုင်ရာအသိပေးပညာရအနေနဲ့သင်ကြားနိုင်ဖို့ဦးဇင်းတို့စတင်အားထုတ်နေပါပြီဒါကလည်းဦးဇင်းတို့ကြီးပဲလုပ်လို့မရပါဘူးသားသမီးတို့ရဲ့ပိုင်ရှင်မိခင်ဖခင်များသဘောပေါက်ဖို့လိုပါတယ်မိခင်ဖခင်တွေကကွန်ပျူတာသင်တန်းတက်ဖို့ရတရုတ်စာသင်ဖို့ရအင်္ဂလိပ်စာသင်ဖို့ရပဲဦးစားပေးပြီးတော့ဗုဒ္ဓယဉ်ကျေးမှုဆိုင်ရာသင်ခန်းစာသင်ကြားရေးမှာအလေးမပေးခဲ့ရင်ကျွန်တော်တို့ဘယ်လောက်ကြိုးစားမတတ်နိုင်ပါဘူးဟုတ်ပြီနော်အားလုံးသဘောတူညီရဲ့ယူပြီးတော့ခေတ်ပညာတွေတက်မြောက်ဖို့နဲ့ဇာရိတ္တမန်နိုင်ခိုင်မြဲရေးဘယ်ဟာဦးစားပေးသင့်တယ်လဲခုခေတ်ပညာအားလုံးသိတဲ့အတိုင်းပါပဲဘာမှမတတ်ဖဲလဲဘွဲရကုန်ကြပါပြီဘွဲလက်မှလေးကိုင်နိုင်ယုံတဲ့အတွက်နဲ့ကိုသားကိုလည်းသခိုးမဖြစ်ပါစေနဲ့ဟမ်ကိုယ်တိုင်လည်းအောက်တန်းကြသူမဖြစ်ပါစေနဲ့ဟမ်အောက်တန်းကြသူဆိုတာငါသားလေးပထမရဖို့ဆရာမကိုအတတ်နိုင်ဆုံးပြုံးပြလိုက်ပြုံးတာတော့ပဲထားလိုက်ပါတော့ဟမ်ဆရာမနဲ့ပြေလဲအဆင့်1ရတာဟုတ်အဲ့တော့ဆရာမနဲ့ပြေလဲပြီးကိုသားအဆင့်1ရဖို့ဆိုတော့အဲ့ဒီမိဘသည်အထက်တန်းကြတဲ့မိဘလားအောက်တန်းကြတဲ့မိဘလားမိဘကယုံမှတော့ကောင်းတဲ့စီကိုသွားနေတာလားဆိုးတဲ့စီကိုသွားတယ်ကလေးတွေဘာလို့ကျင်စာရိတ္တပြက်ကုန်တယ်လဲဆိုမိဘများနေရမကြလို့ဒါတွေဦးဇင်းတို့ဆရာမိဘပေါင်းပြီးတော့ပြင်ရင်ရနိုင်ပါဦးမလားရနိုင်တယ်လို့ယုံသလားအဲ့ဒီအတွက်ဦးဇင်းတို့ကြိုးစားနေပါတယ်နော်ဒါကလောကီပိုင်းဆိုင်ရာလောကုတ္တရာပိုင်းဆိုင်ရာမှာလည်းဦးဇင်းတို့တနိုင်ငံလုံးဆိုင်ရာတန်ခါဤကိုစားပြုကမ္ဘာဗုဒ္ဓသာသနာပြု missionary အဖွဲ့ကြီးတစ်ဖွဲ့ဖွဲ့ဖို့လိုအပ်နေပါတယ်ကိုယ်တော်ကောင်းတို့မြင်နေရတဲ့သာသနာအလံတွေဟာ international နိုင်ငံတကာအလံပါမြန်မာပိုင်းအလံမဟုတ်ပါဘူးမြန်မာနိုင်ငံကိုစားပြုတဲ့သာသနာအလံဆိုတာဘယ်တော့မှမပေါ်သေးပါဘူးနော်သူများအလံကိုကိုယ်အလံလုပ်ပြီးရောကျိတ်နေတာတက်တက်ပဲရှိပါသေးအဲ့ဒါလည်းရှက်ဖို့အမှန်တန်ကောင်းပါတယ်နောက်ကမ္ဘာဗုဒ္ဓသာသနာပြု missionary အဖွဲ့ကြီးပေါ်ပေါက်ဖို့လည်းဦးဇင်းတို့ကြိုးစားနေပါတယ်ဒါလည်းအားလုံးဝိုင်းဝန်းဆောင်ရွက်မှရမှာရှင်းသလားတို့နိုင်ငံမှာပြင်စရာတွေအများကြီးသာသနာမှာလည်းပြင်စရာတွေအဲ့တော့ဒီတိုင်းပဲမသိပလိုက်မသိပါသာနေကြမလားရအောင်ပြင်မလားခုနအာမဘန္တိကိစ္စလေးရစပေါ့မထင်နဲ့
ပညာရှိနားနဲ့ကြည့်ရင်ဒီလူတွေဘာမှမသိဘူးဆိုတဲ့အဖြစ်ထွက်တယ်အဲ့တော့ဒီလူတွေဘာမှမသိဘူးဆိုဒီဆရာတွေဘာမှအသုံးမကျဘူးဆိုတဲ့အဖြစ်ထွက်သွားတယ်ရှင်းလားအားလုံးသဘောပေါက်သလားကဲဒီတော့တရားဆောင်ရေးဟာအသက်နဲ့မြအရေးကြီးတယ်လို့ဆုံးဖြတ်လို့ရမရကြည့်တရားကောင်းစဉ်ပါသာဝစဉ်မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးရှိစဉ်သဗ္ဗဂိယဟန်နေဆိုတာရှိတယ်နော်ဘာယဟန်လဲသဗ္ဗဂိ6ပါးစုပေါ့လေဒီကောင်းနေတော်တော်ပြဿနာရှာတယ်ဝိနည်း229သွယ်သိက္ခာပုဒ်ရတဝက်လောက်ကသူတို့ကြောင့်ဖြစ်လာတယ်နော်အဲ့ဒီဘုရားရှင်အဆုံးအမကိုဤမျိုးစုံနဲ့ချိုးဖောက်လေရှိတဲ့ယဟန်တွေလို့ဒီလိုပဲနားလည်ထားနော်စာပေသင်ကြားဘူးတဲ့လူတွေကတော့သိတယ်ပေါ့သဗ္ဗဂိလို့ပြောလိုက်ရင်သိပြီအဲ့တော့တို့အယတ်သားတွေနားလည်အောင်ပြောနေရင်လဲဒီနေ့တညလုံးနားလည်အောင်ဖြည့်ရှင်းနေရလိမ့်မယ်အဲ့တော့သဗ္ဗဂိလို့ပြောလိုက်ရင်ဘယ်လိုနားလည်မလဲဆိုတော့ဘုရားရှင်ရဲ့ဝိနည်းတော်တွေကိုဤမျိုးစုံနဲ့ချိုးဖောက်နေတဲ့ယဟန်ဒါဖြင့်စီကံပြည့်ယဟန်နေပေါ့ဘာလဲဟုတ်ပြီအဲ့ဒီယဟန်နေဟာအခုဦးဇင်းတို့တရားဟောသလိုသူတို့ကလည်းလက်တရားဟောတယ်ဘုရားရှင်လက်ထက်ကတော့ယဟန်တန်ဃာတွေကလက်ပြီးတရားဟောရတာများတယ်အခုခေတ်မှသာဓမ္မဂတိကအမတန်နည်းသွားပြီးတော့ဓမ္မဂတိကကိုကသီးသန့်စီးမြင်ကံပုဂ္ဂိုလ်လိုဖြစ်နေတရားဟောလဲပါမစ်တောင်းအောင်ခွင့်ပြုချက်ယူအောင်ဟမ်ရှုပ်ချက်ကိုခတ်နေတာဘုရားလက်ထက်ကတော့တရားဟောတဲ့အလုပ်ကိုသာလေတန်ဃာတွေဦးစားပေးပြီးလုပ်ရတယ်ဟုတ်ပြီနော်ကိုယ်တိုင်တရားကျင့်ပြီးတာနဲ့နယ်လဲတရားဟောထွက်ကြောင်းထိုင်နေတဲ့တန်ဃာအမှန်တန်ရှားပါလှည့်လဲပြီးတရားဟောနေကြတာပဲအဲ့ဒီထဲမှာဟောဒီသဗ္ဗဂီတွေလည်းဟောတယ်ဟောပေမဲ့သူတို့ကဘယ်လိုဟောလဲအလင်းသင့်သလိုကြုံသလိုပြောကြတာဖြစ်တော့တရားနာပရိသတ်ကအထက်ကသူတို့ကအောက်ကဟုတ်ပြီနော်တခါတလေတခါကြီးတွေတခါမကြီးတွေအပေါ်မှာထိုင်နေတယ်ကိုယ့်ပြစ်ပေါ်မှာသူတို့ကအောက်ကထိုင်ပြီးတော့တရားဟောခြင်းဟောနေတာသင့်တော်သလားဖြစ်သင့်သလားဘာဖြစ်လို့မဖြစ်သင့်တာလဲဟမ်တရားဆိုတာဟာလေးစားတိုက်မလေးစားတိုက်မြတ်နိုးတဲ့မမြတ်နိုးတဲ့ဒါဖြင့်တရားဟာပူဇော်တိုက်သောအရာဟုတ်မဟုတ်တရားဆိုတာတရားဟောတယ်ဆိုတာလည်းတကယ်တော့ပညာသင်တာတစ်ခုပဲနော်အသိပညာတွေကိုဟောတဲ့လူကပေးတယ်နာတဲ့လူကယူတယ်ဟုတ်ပြီနော်တရားဟောတယ်ဆိုတာဟောတဲ့လူကဘာပေးလဲအသိပညာဗါလဲဒါဖြင့်နာတဲ့လူကအသိပညာကိုယူတာအခုဒါဦးဇင်းတို့တရားဟောတယ်ဆိုတာတရားသင်ပေးတာသူတော်ကောင်းတို့ကတရားသင်ယူတာရှင်းနက်ကလားအဲ့တော့ကိုသင်ယူအပ်တဲ့တရားမြတ်နိုးအပ်တဲ့တရားကိုမြတ်နိုးစရာတရားပြောတဲ့လူကအောက်ကဟုတ်ပြီနော်တော့သင်တဲ့ဆရာကအောက်ကသင်ယူတဲ့တပည့်ကအပေါ်ကဆိုတော့ဒါဘာကိုမထေမဲ့မြင်ပြုလာအေးမိမိဆောင်ထားတဲ့တရားကိုမိမိတန်ဖို့မထားဘူးမလေးစားဘူးဒါကြောင့်ထာဝစဉ်လေးစားမြတ်တရားဒါမို့တစ်ခါတလေဦးဇင်းတို့ခီးသွားဟန်လွဲတရားမေးရင်ဦးဇင်းတို့မှာတရားခေါ်ခြင်းနဲ့သိခိယမှာကိုသိက္ခာပုဒ်တွေအများကြီးရှိတယ်ခီးသွားနေစဉ်ရှေ့ရသွားပြီးနောက်ကလူကိုတရားမဟောနောက်ကနေပြီးရှေ့ရလူကိုတရားမဟောအများကြီးဒါမို့တရားမေးဦးဇင်းတစ်ခါတလေဖြေချင်မှဖြေဘာလို့ဖြေချင်မှဖြေဆိုသတိရဩဒီသိက္ခာပုဒ်နဲ့ညှိစွန်းနေမဖြေဘူးကွာသောပါလားသိအရေးကြီးတာအဲ့တော့ခေါင်းပေါင်းပေါင်းထားတရားမဟောရဘူးလက်နဲ့ကင်ထားတရားမဟောရဘူးဥပဒေတွေအများကြီးရှိတယ်
အဲ့တော့သဗ္ဗဂီတွေကဒါတွေကိုမလိုက်တာဆိုတော့အဲ့ဒီအမှုကဘုရားစီရောက်သွားတယ်ယဟန်တွေကတိုင်တော့သဗ္ဗဂီတွေခေါ်ဘုရားမေးတယ်မင်းတို့ဒီလိုလုပ်တာဟုတ်လားဟုတ်ပါတယ်မငင်းဘူးငင်းတာတော့နော်သူတို့ဥပဒေချိုးဖောက်ပုံကလည်းတစ်မျိုးဘုရားကဒီလိုမလုပ်ရလို့ပြောရင်ဒီလိုတော့မလုပ်ဘူးဟိုလိုလုပ်တယ်ရှင်းသလားအဲ့ဒီဟိုလိုပါမလုပ်ရဆိုရင်ဟိုလိုလုပ်တယ်သူတို့ကအဲကြောင့်ဝိနည်းသိက္ခာပုဒ်တွေများလာအခုလေခီးသွားနေစဉ်ရှေ့ရလူတရားမဟောရနောက်ကလူတရားမဟောရပညာချက်ထုတ်တာတော့သူတို့ကအခုအထက်အောက်တရားဟောတယ်ကျင်နေတယ်နော်အဲ့တော့ဘုရားရှင်ကိုရောမြတ်ကြာအေးဟေးလောကမှာကမ်းနေတဲ့ပုဂ္ဂိုလ်တွေသာများတယ်ကွာဘာကမ်းနေတော့အန္တဘုဒ္ဓအယံလောကလောကကြီးထဲမှာအန္တဘာကမ်းပညာမျက်လုံးကမ်းနေတဲ့လူတွေဒါများတယ်တဲ့ဒါကြောင့်ပိုက်ကွန်ကလွတ်ထွက်တဲ့ငှက်နဲပါသလိုပဲတန်ត្រာကလေးကထွက်နိုင်တဲ့လူအမတန်နဲတယ်မင်းတို့ကွာတဲ့ငါဖျားကဲ့သို့အကောင်းဆုံးအကြောင်းကျိုးအမမှန်တို့ကိုအစဉ်ထာဝရဆုံးမတတ်သောဆရာသမားကောင်းနဲ့တွေ့နေတာတောင်မှလမ်းမှန်မလျှောက်နိုင်ကြဘူးတဲ့တစ်ချိန်ကဟောဒီလိုဘုရားရှင်မဟုတ်တာတောင်မှတရားစကားဆိုရင်စန္ဒာလတရောင်းစားစကားတောင်လေးစားခဲ့ကြတဲ့ပုဂ္ဂိုလ်တွေရှိတယ်ကွာဘယ်သူစကားတရောင်းစားပြောတဲ့တရားစကားဗါတဲ့ပညာရှိတဲ့ပုဂ္ဂိုလ်တွေဟာအဲ့ဒီတရောင်းစားပြောတဲ့တရားစကားကိုတောင်လေးစားခဲ့ကြတယ်လိုက်နာခဲ့ကြတယ်အစတရားကောင်းစဉ်ကိုတရောင်းစားပြောတဲ့တရားစကားလို့ပြောမလို့နော်ဒါပေမဲ့အတိပ္ပယ်သက်ရောက်မှုလွဲသွားမှစိုးတဲ့အတွက်နော်တော့ကြဒေဥသရောင်းစားထင်ရင်ထင်နေဦးထင်မှကိစ္စမရှိပါဘူးဒါပေမဲ့အတိပ္ပယ်ပြည့်ဝစေခြင်းလို့တရားကောင်းစဉ်ကိုဗါတဲ့အဲ့ဒီမှာဘေးကအရှင်အာနန္ဒာကဘုန်းတော်ကြီးမြတ်လာစွာသောမြတ်စွာဘုရားအရှင်ဘုရားမိန့်တော်မူအပ်သောအတိတ်တစ်ချိန်ကတရောင်းစားစန္ဒာလရဲ့တရားစကားကိုတောင်လိုက်နာခဲ့ကြတယ်ဆိုတဲ့အကြောင်းကိုဘုရားတပည့်တော်တို့အားအစဉ်သနာခြင်းကိုအကြောင်းပြု၍အကျယ်တဝင့်ရှင်းလင်းဟောကြားတော်မူပါဘုရားတောင်းပန်တော့မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးကခြေသားတို့နားထောင်တဲ့ဟိုးတိတ်တစ်ချိန်တုန်းကဗာရာဏသီပြည်မှာဗျမရမင်းကြီးအုပ်ချုပ်နေတော့ဘယ်ပြည်မှာဗာရာဏသီပြည်မှာဗျမရမင်းကြီးအုပ်ချုပ်ပြီးသကာလနေတော့မှာတို့ဘုရားရှင်ဘုရားအလောင်းဟာအဲ့ဒီဗာရာဏသီပြည်ကတရောင်းစားသက်ရောက်ရဲ့သားဖြစ်ခဲ့စန္ဒာလမျိုးတဲ့ဗာမျိုးလူမာအမျိုးဒါလည်းမှတ်ထားအောင်နော်ခိုးတော့ကသူ့မျိုးရိုးနဲ့သူရှိတယ်သူ့ဘာယာစာမျိုးရိုးဟုတ်လားမရှိဘူးလားတရောင်းစားမျိုးရိုးအခုတော့ဘာလိုညာလိုနဲ့လူဟာလူပဲဆိုအကုန်ရောချလိုက်တာမျိုးပြက်တွေဖြစ်ကုန်ဘာမျိုးရောထားလို့ရောထားမှလည်းမသိရှင်းလားအဲ့ဒီ human rights ထားလို့မနေနဲ့မဆိုင်ဘူးကံကလာတဲ့အကျိုးပေးတွေဟာသူ့အကျိုးပေးတိုင်းသွားတယ်သူအလောင်းတော်ကြီးကိုယ်တိုင်ဘာဖြစ်နေစန္ဒာလမျိုးဟုတ်ပြီနော်အဲ့ဒါငါဖရာအလောင်းမင်းတို့ရဲ့သခင်ငါဖရာရှင်ရဲ့အလောင်းတော်ဟာစန္ဒာလမျိုးရိုးမှာသွားဖြစ်တယ်ကွာတဲ့စန္ဒာလသားဒါပေမဲ့တရောင်းစားပဲမဲ့အချိန်တန်တော့လဲအိမ်တော်လေးပါလေးတော့ကြာတာပေါ့အဲ့တော့ဘုရားအလောင်းတရောင်းစားကမိမရတော့မိမမှာပရိသေတိခ
ပရိသေခါတယ်ဆိုရင်မိမတွေဘာဖြစ်တတ်ရှင်ချင်းတတ်တယ်ပေါ့နော်ဘာလို့လဲအဲ့ဒီမှာပြဿနာစတယ်ဘုရားအလောင်းတရောင်းစားရဲ့မိမတရောင်းစားမအချိန်ဖို့အခါမဟုတ်သေရသီးစားခြင်းလေဘာဖြစ်တယ်သေရသီးကမပေါ်သေးဘူးနော်အကင်းကျွေးလို့လည်းရမှာမဟုတ်ဘူးနော်ကောင်းပြီဘာစားခြင်းအဲ့ဒါနဲ့သူ့မောင်တော်ပြောတယ်မောင်ကြီးကျမတော့လေဘယ်လိုမှမအောင်နိုင်တော့ဘူးသေရသီးစားခြင်းလားဟာမင်းဟာသေရသီးပေါ်ချိန်မှမဟုတ်ပဲအဲ့တော့ပေါ်ချိန်ရောက်တော့ကျွေးမကွာမဟုတ်ဘူးအခုမစားရရင်သေတော့ဟုတ်ပြီနော်ချင်းချင်းတက်ပြီဆိုတော့လည်းအခက်ကြီးပဲဗျအဲ့တော့အခုမစားရရင်သေတော့မှမောင်ကြီးရအောင်ရှာရင်ရှာပြီးတော့သေရသီးမှမစားရရင်ဘာမှမစားဘူးဆန္ဒပြပြီအဲ့တော့မိဘစကားနဲ့မယားစကားဆိုတာလည်းဘယ်ဟာအောင်လဲဒါလည်းထုံးစံပေါ့ဟိုမြင့်ကြံမယ်နော်မြင့်ကြံမယ်သာသနာပြုအဖွဲ့တွေအကျိုးဆောင်အဖွဲ့တွေတပည့်တော်တို့အခုအခမဲ့စိတ်ကူသားရေးကိုလည်းအောင်မြင်အောင်လုပ်ခဲ့တယ်ဖေရနော်ဘယ်ဖရာကြီးကိုလည်းအောင်မြင်အောင်လုပ်ခဲ့တယ်ဘယ်ဝတ်သင်းတွေလည်းအောင်မြင်အောင်လုပ်ခဲ့တယ်ဘာတွေဆိုတော့လာလျှောက်တာဝိသခာအသင်းတဲ့တပည့်တော်မှာသမီးတွေ90လောက်ရှိတယ်ဆိုတော့ဒကမကြီးကြည့်တယ်ဟုတ်တယ်ဦးဇင်းပြုံးဒကမကြီးကဘာပြောဘုန်းကြီးဘာပြုံးတာဟုတ်ခင်ဗျာသမီးတွေစုထားလို့အဲ့ဒီအလုပ်တွေအောင်တာသားတွေစုရင်မအောင်ဘူးဟမ်ကရော်တွေကြီးစုထားတော့ကရော်တွေဆိုတာကလုတ်ပိုင်ခွင့်အပြည့်ရှိတယ်လေဘာလူကြအောင်ဆိုဟဲ့ဆိုရော့တသိန်းနှစ်သိန်းတန်းထွက်လာတာတကားတွေဆိုရင်အိမ်ပြန်တိုင်ပင်လိုက်ဦးမယ်ဆိုပေါ်မလာတော့သဘောပါသလားအဲ့ဒါကျုပ်အဖွဲမားတာဗျာလို့ကျုပ်ကလည်းဟိုမှာမန်းလေးရန်ကုန်အဖွဲတွေဖွဲ့ထားတယ်ဒါပေမဲ့ယောက်ျားတွေကြီးဖြစ်နေတော့ဘာလို့မအောင်ဘူးဗျာရှင်းသလားအဲ့ဒါကျုပ်ကလည်းကြည့်အဲ့လိုဝိသကအဖွဲ့ရှိတယ်အနာတပိန်နဲ့ဇောတိကအဖွဲ့ဘယ်ရောက်နေတော့ဆိုအိမ်ထဲတဲ့ကလေးထိန်နေကြတယ်စဉ်းစားဖို့ကောင်းတယ်နော်ယောက်ျားကြီးတွေကြားရနဲ့ခင်ဗျားတို့အိမ်ကအိမ်တော်ဦးစီးဘယ်သူတို့ယောက်ျားလားမိန်းမလားစည်ရင်းနဲ့တော့ဟုတ်တယ်တွေ့တယ်အဲ့မဲ့သူတို့ဘာမှမဆုံးဖြတ်နိုင်ဘူးသဘောပါတယ်နော်ကဲအခုလည်းဖရာအလောင်းနောက်ကတွန်းပြီဘယ်သူကတွန်းတော့မိန်းမကတွန်းပြီတရားသီးမစားရရင်သေတော့မယ်ဆိုဖရာအလောင်းလဲဘာမို့ခံနိုင်မလဲမိန်းမတော့အသေးမခံနိုင်ဘူးနော်ကြံပြီအဲ့ဒီကြတော့တရားသီးဘယ်ကရမလဲဘယ်မှာရှိမလဲဆိုတော့ဗာရဏသီမင်းဗျမရမင်းကြီးရဲ့ဥယျာဉ်တော်ထဲမှာ12ရာသီသီးတဲ့တရားသီးရှိတယ်ဟုတ်ပလားကြံပြီဆိုတော့အပြေထွက်တာပဲနော်ကိုယ့်အကိုဆိုအဲ့လောက်ယုံကြည်မှယုံမှဒါဘယ်သူခိုင်းလို့မိမခိုင်းတော့လာပြီအဲ့တော့ငါတောင်းစားပဲသခိုးဖြစ်တာသိမထူးပါဘူးဟမ်အဲ့တော့မိမမပူနဲ့ငါကြံရပြီမင်းစားသေးမယ်ဆိုပြီးတော့နန်းတော်ဥယျာဉ်ထဲသွားတရားသီးသွားခိုးတယ်တရားပြက်ပြီတောင်းစားဘာဖြစ်ပြီတော့တောင်းစားပြက်တာဘာဖြစ်လဲဟမ်အဲ့တောင်းစားဘယ်သူတော့ဖယားအလောင်းကိုဟိုမှာမပဲ့လိုက်တော့မသွားကြပါဘူးနော်မပဲ့လိုက်တော့မိုက်ဘက်ပါဟိုကတွန်းတာနဲ့ဘယ်သွားခိုးတော့ဘရင်ဥယျာဉ်သေချာပြောဥယျာဉ်ဆိုတာကြံတဲ့ဥယျာဉ်သွားခိုးသိပြဿနာမရှိဘူးဘက်ကွာစာလောက်မိမှာနော်ရှင်မင်းရဲ့သဲစည်းသွားခိုးတယ်ဆိုတာသေတံခွေးကောင်းပြတ်ဆက်နဲ့တွေ့သွားမယ်သဘောပါသလားဒါပေမဲ့ तू ကြောက်သေးလားမကြောက်ပါဘူးဘယင်တတ်မှန်နဲ့မယားညူစုမှာဘယ်ဟာပိုကြောက်လဲဩဗျာဂိုင်းဗျာအဲ့ဒါသဘောပါသလားအဲ့ဒါဘာပြက်ကုန်ပြီတော့တရားပြက်ကုန်တရားပြက်ပြီးတော့လေဒီဖះအလောင်းတော်ကလည်းကျုပ်ကမပြောချင်ဘူးကဲလိုက်တာတရားပင်ပေါ်ရောက်
မဲ့နိုးရတလုံးခုပြန်ဘာမှပြဿနာမရှိဘူးသူမိမကျွေးဖို့ဟိုအလုံးကကောင်းတယ်ဒီလုံးကမမဲ့သေးဘူးအထက်တက်လိုက်အောက်ဆဲလိုက်မိုးလင်းသွားရောအထက်ကိုင်းကူလိုက်အောက်ကိုင်းကူလိုက်ဒီအလုံးလေးမတော်ဘူးဟိုအလုံးလေးမတော်ဘူးသူမိမကျွေးဖို့ခက်နေတာတပင်လုံးညွတ်နေအောင်သိတဲ့တရသီးကို तू ခူးစရာရှာမတွေ့ဘူးဖြစ်အဲ့ဒါနဲ့ဘာဖြစ်သွားတော့မိုးလင်းသွားတော့ तू စဉ်းစားတယ်ဟိုက်မိုးကလင်းသွားပြီတရသီးကလက်ထဲကူးပြီးမကူရသေးဘူးအဲ့တော့ဒီချိန်မှဆင်းသွားရင်အဖမ်းခံမှာအဖမ်းခံရင်အသက်ခံလိမ့်မယ်ကဲမထူပါဘူးလေဒီနေ့တဏီကုံတော့ဒီပေါ်တွေမဲ့ငါပုံးနေရတော့မှာပဲဆိုပြီးခွာကောင်းကောင်းရှာပြီးအပေါ်မှာအိတ်အဲ့ဒီချိန်တိုက်ဆိုင်စားဘုရားလောင်းနေတဲ့တရက်ပင်အောက်ကိုပြမရမင်းကြီးရဲ့ပုံသားတယောက်ရဲ့ရောက်လာဘယ်သူနဲ့ဘယ်သူပြမရမင်းကြီးရဲ့ပုံသားတယောက်ရဲ့ရောက်လာပြီးပြမရမင်းကြီးကမင်းဖြစ်သည့်အားလျော်စွာအထက်ကနေဟုတ်ပြီနော်ပြမရမင်းကအထက်ကကိုပြစ်ပေါ်မှာထိုင်တယ်အောက်ကပုံသားကအောက်ကလက်ဥကလေးကြည့်လို့ပြီးသူတို့နေရာဘာလို့ကြတော့ဆိုတော့ပုံသားနာကပြမရမင်းကဘေးရင်ပညာသင်ဟုတ်ပြီနော်ဘယ်သူကသင်ပေးတာသင်ယူတာကဒါဖြင့်ဆရာဘယ်သူတို့တပည့်ကဘယင်နော်ဘယ်သူကအထက်ကဖြစ်နေဘယင်ဆိုတော့တပည့်ကဟမ်တပည့်ကအပေါ်ကဘယင်ကအပေါ်ကထိုင်လာလားအောက်ကထိုင်လာလားဘယင်ကဆရာလားတပည့်လားတပည့်အဲ့ဒီတပည့်ကဘယ်ရောက်နေလို့ဟိုသင်ပေးတဲ့ဆရာကအောက်ကဘေးရင်ပညာတွေရွတ်နေကြတော့အောက်ကသင်အောက်ကပို့ချပေးအထက်ကသင်လုံနေတော့အတန်ကြားတော့ဘုရားလောင်းကအိတ်နေရတယ်ထကြည့်ဘယ်သူတွေလာတာတော့กว่าကြည့်တော့အောက်မှာဘယင်နော်သင်ပေးတဲ့ဆရာအောက်ကသင်ယူနေတဲ့တပည့်ကအပေါ်ကကြည်ရင်နဲ့အသုံးမကျတဲ့မင်းပြမရမင်းပြောတာနော်ဟိုအလကားလေအလကားပုံသားနှစ်ယောက်လုံးတရားမဆောင်ဘူးအဲ့တော့အကုန်လုံးသူတို့ပါတရားပြက်နေမှတော့ငါဘာကြောက်နေကြလို့သေးလဲဆိုခတ်တီနဲ့တရခိုင်းကနေရှော့ဆင်းလာနော်သူကလည်းဘာလာလောက်တာဘုရားအလောင်းကလည်းသခိုးတထောင်းသားလာခိုးတယ်ခွေးသခိုးဆိုတာအဲ့ဒါပြောတာနော်သဘောပါလားခွေးပြရတဲ့ထဲခိုးစားသေးရင်ခွေးသခိုးလေအခုတထောင်းသားဖြစ်ရတဲ့ထဲမှာသွားခိုးသေးတာသူကအဲ့တထောင်းသားတောင်းဆိုင်ရင်တရားမပြတ်ဘူးခိုးတော့သူကလည်းပြတ်ပြီမင်းရောပုံနာရောပုံနာကလည်းပညာကိုတန်ဖိုးမထားမင်းမျက်နှာကြည့်ပြီးတော့ရမက်ကြီးတော့တပည့်အထက်ကထားပြီးပညာသင်ပေးတယ်ဒီလိုဆရာတွေရောမရှိဘူးလားတပည့်ရိုက်မရိုက်ရဲဘူးနောက်ကမျက်နှာကြည့်နေနင်တို့နော်တပည့်အထက်ကဖြစ်နေတာဆရာမဒီနေ့သားစာမသိတော့ဘူးအေးဆရာမစကားမပြီးဘူးသားစကားပြီးတယ်ဟုတ်ဆိုကပတ်စံပေးထားတာဟုတ်တော့ပါလားအဲ့လိုဆရာတွေအများကြီးတွေ့ရတယ်ကျုပ်ကဒီနေ့မသိချင်ဘူးဆိုတော့မသိရဘူးတဲ့သင်မယ်ဆိုတော့လာအောင်ဆိုတော့လာတယ်ပညာသေးတွေပညာရောင်းစားနေတဲ့ပညာသေးတွေရှင်းလားပညာရှင်မရှိဘူးပညာသေးတွေပဲရှိတော့ပေါ့လားဆရာဝန်လုပ်တဲ့လူကစိတ်ပညာကိုရောင်းစားတယ်အင်ဂျင်နီယာလုပ်တဲ့လူကအင်ဂျင်နီယာပညာကိုရောင်းစားတယ်အတူခိုးကြဆိုခိုးတာပဲအတူဝက်ဆိုဝက်တာပဲဒီနေရာဒီလိုလောင်းလိုက်ဆိုလောင်းချလိုက်တာပဲစာအုပ်ထဲမပါဘူးမပြောရဲဘူးသခိုးနဲ့တဝက်ပေါင်းတော့
တိုင်းပြည်ပါပြက်တယ်ရှင်းလားဒီတဲ့ရှင်းအောင်ပြောအောင်မလားကိုကပဲသိလိုက်တော့တကောင်မှမှန်ဘူးသောပါသလားအကုန်ပြက်ဟုတ်လားအကုန်လုံးတောင်းသားကလည်းရှင်မရင်လဲပုံနာလဲဘာကြောင့်နေကြလို့လဲအကုန်တူတူပဲတဲ့ဟုတ်ပလားငါကသူဖန်ခံမှာဆိုလို့ပုံနေတာအခုတော့ဘာကြောင့်နေကြလို့လုံးကဘယ်နဲ့ငါတို့အတူတူပဲဆိုတဲကိုင်းကိုခိုးစီးပြီးတော့မှတောင်းသားမခန့်တာရှင်မရင်နဲ့ပုံနာကြတဲ့ဘွားဆိုသင်ချလာရဲပြီဆိုတော့လည်းဒီလိုအလောင်းတော်လေဟုတ်ပလားတရကိုင်းခိုးစီးပြီးဘုံဆိုဆင်းကြတယ်ဟာရှင်ဘီကလန့်သွားတယ်နော်တကယ်ဆိုအဲ့နာ PA တွေအကုန်အလုံးပြုတ်မှာဘာလို့ဆိုဘယင်လာတယ်ဆိုမိုင်းရှင်းအကုန်ရှာထားရမှာအခုဒီမှာလူတယောက်ရောက်နေတယ်သူတို့မသိဘူးဒါလည်းထုံးစံမှာပဲသဘောပါသလားသူရှာကျင်တာရှာတာမတွေးကျင်တဲ့ဟာကြတော့ကိုမတွေးဘူးတွေးတယ်မလားအခုဘယ်သူရောက်လာတော့တောင်းစားအပေါ်ဆင်းချလာပြီတရသီးတစ်ခုဟုတ်ပြီနော်ရှင်ဘီနဲ့ပုံနဲ့ကြဘွားဆိုလာတော့ဘီဟာမင်းဘယ်သူလဲတဲ့ငါတောင်းစားတဲ့ဟာတောင်းစားဘာကိစ္စဒီရောက်နေတယ်ဆိုတရသီးလာခိုးတာငါလည်းတရားပြက်တယ်ငါရင်ပြက်တာမဟုတ်မင်းလည်းတရားပြက်တယ်တဲ့ရှင်ဘီကိုနော်ပညာသင်တာအပေါ်ကနေပြီးသင်တာတဲ့မင်းဒါမင်းတရားပြက်တာတဲ့အဲ့တော့ရှင်ဘယင်ကလည်းဘယင်မပိသဘူးတဲ့ဟောပုံနာကလည်းဆရာမပိသဘူးတဲ့ရမက်ကြီးပြီးတော့ပညာကိုအောက်ကထိုင်သင်နေတယ်တဲ့မင်းတို့အကုန်ပြက်လို့ငါလည်းပြက်တူချင်းချင်းအတူတူပဲဆိုဆင်းလာတယ်ရှင်းသလားအဲ့ဒါအလောင်းတော်ကွာရှင်းသလားဘယင်မျက်လုံးပြူးနေတယ်မျက်လုံးပြူးနေတဲ့အချိန်ပုံနာတယ်မင်းပညာသင်ပေးတာကိုပညာသင်တဲ့လူကအောက်ကထိုင်ပြီးသင်တာဟာကိုယ်ပညာကိုစော်ကားတာနဲ့တူတူပဲတဲ့မင်းရမက်ကြီးတဲ့လူတဲ့ဘုံနာကဘာပြန်ပြောတော့ဆိုတော့မင်းရမ်းမပြောပါနဲ့ကွာတို့မှနီးရတာတရားနဲ့မင်းဘယ်သူကြောက်အေးတရားသူ့ဘာမှမလုပ်ပဲဟမ်နောက်ပြီးတော့မင်းအယမ်းမပြောပါနဲ့တဲ့အခုငါစားနေရတဲ့သလေးဓမင်းနဲ့မွန်မြတ်သောဆွမ်းရှင်ဘုရင်ရဲ့ပွဲတော်အုပ်ကိုငါစားနေရတာတဲ့အဲ့ဒီဓမင်းရှင်ဟာသူအဲ့တော့သူ့ဆန်စားရဲမှာဆိုတော့သူလိန်ခိုင်းတော့လိန်ပေါ့ကွာသူခိုးခိုင်းတော့ဟုတ်လားဟုတ်လားသဘောပေါက်သလားသူဆန်စားရဲမာဟာတဲ့ငါသူကြွေးတာစားထားတာတဲ့အဲ့တော့သူခိုင်းတာလောက်ရတာပေါ့ဆိုတော့အဲ့ဒီမှာဘုရားအလောင်းပြောတဲ့စကားလေးအမှန်တန်ကောင်းပါတယ်ပရိပ္ပဇမဟာလောကောပသန္ဒညေပိပါဏိနောမာတံအဓမ္မအာသရိတောအသမ္မာကုံဘမိဝါဘိဒာသူကဒါပြောတယ်ဒါပါပြောလို့ဗျမနာပုံနာတဲ့လောကေလောကကြီးဟောဒီနာမလောကကြီးဟာအလွန်ကျဲပါတယ်လောကကြီးရဲ့ဘယ်နဲ့ပရိပ္ပစေတပါးသောအရက်ကိုသွားပါတဲ့အင်းညေပိပါဏိနောတပါးသောအရက်ကသတ္တဝါတွေလည်းထမင်းချက်စားတာပဲရှင်းလားဟောဒီဘယင်ထမင်းကိုစားပြီးမင်းမတရားလုပ်ရမှာနဲ့စားရင်တခြားအရက်ကထမင်းသွားစားကြီးတဲ့ပြောတာရှင်းကလားလောကမှာအကျယ်ကြီးတဲ့ခိုးစားရမယ်အာဓမ္မနဲ့စားရမယ်အလုံးမျိုးမလုပ်ပါနဲ့ပုံနာရှင်းကလားသဘောပေါက်သလားလောကကြီးဟာအကျယ်ကြီးတဲ့အဲ့ဒီမှာလူတိုင်းထမင်းချက်စားတယ်တဲ့အဲ့ဒီထမင်းချက်စားတဲ့လူတွေစီသွားတဲ့ဒီမှာအဲ့ဒီထမင်းအတွက်နဲ့မင်းမဟုတ်တာမလုံနဲ့ကောင်းလားဗျာ
ကျင်သလားအခုပုံနာကလည်းထမင်းကြည့်ပြီးတရားမဆောင်ရှင်းသလားမင်းကလည်းအာနာကြည့်ပြီးတရားမဆောင်တရားသားကလည်းမရကြည့်ပြီးလှုပ်လေသူ့ဟာနဲ့သူဘောဗျာသူ့တော့အာနာပဲရှိမလဲသဘောပါသလားတရားသားကမရကြည့်ပြီးတော့တရားမဆောင်ဘူးတဲ့အဲ့ဒါလို့အဲ့တော့ပြောလိုက်တော့ပုံသားကြီးမပြောနိုင်ရှင်ဘုရင်ကိုလည်းသင်လိုချင်တာပညာတဲ့ဟုတ်ပြီနော်ဘာပညာလိုချင်ရင်ပညာသင်တဲ့လူပြီးပြီပညာရှင်ကိုတန်ဖိုးထားဗါလဲပညာရှင်ကိုတန်ဖိုးထားပြီးတော့ပညာကိုအထွတ်မြတ်မထားပဲနေကြိုက်သလောက်တင်မတတ်ဘူးတဲ့တောင်စားလေကောင်းနေလူတွင်ကျဲလုံနေတာသဘောပါသလားအဲ့တော့ရှင်ဘုရင်မင်းလည်းတရားမဆောင်ဘူးပုံနာလည်းတရားမဆောင်လောကပြက်ပြီးတဲ့ငါလည်းအတူတူပဲတရားမဆောင်ဘူးတဲ့မရကြည့်ပြီးတော့ရှင်ဘုရင်သည်ဘာကိုကြည့်ပြီးတရားပြက်အာနာကိုကြည့်ပြီးတရားပြက်ပုံနာကထမင်းကိုကြည့်ပြီးတော့တရားပြက်တယ်စန္ဒာလသရောင်းသားကငါတို့အားလုံးအတူတူပဲတဲ့ဆိုတော့ဘုရင်ရှင်ဘုရင်ကလည်းတော်တော်ကောင်းတဲ့ဘုရင်မို့ဖြစ်ပါလိမ့်မယ်ဗျာနော်ဟာမင်းပြောတာသဘာဝကျတယ်သိမ့်မှန်တယ်တဲ့အဲ့တော့ဒီတရားပြည့်တဲ့လူတွေအားလုံးကိုအုပ်ချုပ်နေငါဗာမင်းဖြစ်မတရားမင်းပဲဖြစ်မှာပေါ့တဲ့ဟောဘုရင်ဒီဘုရင်ကြတော့လဲရွှေတောင်ချထားဖို့ကောင်းသူမင်္ဂလာသာဆိုတစ်ချက်ချင်းထပိုင်းပလိုက်မှတန်လင်းတယ်သဘောပါသလားဟောမှရှာရှည်လို့သတော်သားငါလာပြီးဆရာလုံးနေဆိုဘွားဆိုချထားမှာပေါ့ခုဘယင်ဘလောက်ကောင်းမင်းပြောတာမှန်တယ်တဲ့တရားပြတ်သူတွေကြီးပဲဆိုရင်ငါအုပ်ချုပ်နေတာအလကားဖြစ်ပြီပေါ့တဲ့အဲ့တော့မင်းအမျိုးနွယ်ပြောစမ်းတယ်ငါ့ကိုကြည့်နော်ရှင်ဘုရင်ပြောတဲ့စကားမင်းမျိုးနွယ်ပြောဆိုတော့ငါစန္ဒာလမျိုးတဲ့ဟာဘုရားလောင်းလည်းရဲရဲပဲဘာမျိုးဩအဲ့မှာဘုရင်ကဟင်းချမင်းသာအမျိုးနွယ်တင့်တော်ရင်ငါအာနာကိုမင်းကိုချက်ချင်းလွှဲတယ်တဲ့အခုတော့တရားသားလက်ထက်တန်လက်ထက်လို့ပဲဖြစ်မလဲဗျာဖြစ်မလားတရားသားလက်ထက်တန်လက်ထက်အကုန်ပြဿနာတက်ကုန်ပါဗောသဘောပါသလားသူ့အမျိုးမဟုတ်ဘူးဟမ်တရားသားခွက်ဖဲလူတတ်မှာတိုင်းပြည်အုပ်ချုပ်ခိုင်းရမလားအေးသူလုံးတတ်တဲ့အလုံးမဟုတ်ပဲသူ့အမျိုးမဟုတ်ဘူးမင်းအမျိုးသာသင့်တော်ရင်တဲ့ရှင်ဘုရင်ဘလောက်ကောင်းနော်အခုမင်းတရားစကားကိုပြောတယ်ဖြောင့်မတ်တဲ့စကားတွေငါတို့ကိုလာပြောနေတယ်မင်းကိုအမျိုးသာသင့်တော်ရင်ငါအခုရှင်ဘုရင်ချက်ချင်းလွှဲတယ်တဲ့ငါတိုက်ပြီဟောဒါဖြင့် तू ကဘယင်လှုပ်ချင်လို့အုပ်ချုပ်နေတာလားတိုင်းသူပြည်သားတွေအတွက်အုပ်ချုပ်နေတာလားဒါကြောင့်ရွှေချထားဖို့ကောင်းတယ်လို့ပြောဘောပါလားဘုရားရှင်လက်ထက်ကအမတန်ကောင်းတဲ့မင်းတွေဦးဇင်းကိုအဲ့ဒီတရားတောင်းထားတာရှိတယ်မကြခင်မှာဟောမှာပါဦးဇင်းယူလာတဲ့ဆောင်လာတဲ့စာအုပ်တွေကမပြည့်စုံတော့ကျမ်းအစုံမရှာနိုင်သေးလို့ခဏအချိန်ယူနေရဘာတောင်းဆိုထားလဲဆိုတော့ဦးဇင်းနောင်တော်ကြီးဦးဇင်းနေရပါအရှင်ဘုရားမကောင်းတာတွေပြောတာများပြီကောင်းတာလေးလည်းပြောကြည့်ပါဦးဘာပြောရမလဲဘုရားဆိုမင်းကောင်းမင်းမြတ်တွေအကြောင်းဟောပေးစမ်းပါနော်ဗိမ္ပိသာရမင်းကြီးအဇာတတရဲ့ဖခင်ဟုတ်လားသိတ်ကောင်းတဲ့မင်းအမတန်မြတ်တဲ့မင်းဟုတ်ပြီနော်အရိယာကြီးအရိယာမဖြစ်ခင်ဘုရားနဲ့ဘုရားအလောင်းတော်တောထွက်တဲ့အချိန်တွေ့တယ်ထူးခြားတဲ့ပုဂ္ဂိုလ်တယောက်ရောက်လာတယ်သူ
သတင်းတောက်တွေကသတင်းလာပေးတယ်ချက်ချင်းလိုက်သွားမြို့ပြင်မှာသွားတွေ့တယ်ဘုရားအလောင်းအင်္ဂါရုပ်ကိုကြည့်တယ်ဒီပုဂ္ဂိုလ်သာငါတိုင်းပြည်ကိုအုပ်ချုပ်ရင်ဒီပုဂ္ဂိုလ်ဟာတာမန်မင်းမဟုတ်ဘူးတဲ့စัจ जा မင်းဖြစ်ထိုက်တယ်အဲ့တော့ငါတိုင်းသူပြည်သားတွေကငါအုပ်ချုပ်တာတဲ့တာယာဝပြောမယ်ဆိုချက်ချင်းမင်းအာဏာလွှဲတယ်မင်းကောင်းမင်းမြတ်ရှင်းသလားသဘောပေါက်သလားအေးအဲ့တော့ဝေသန္တရာရဲ့ဖခင်မင်းဝေသန္တရာမင်းဟမ်တိုင်းပြည်ကဒီမင်းကိုအလိုမရှိပါဘူးလို့အကုန်လုံးစုပူလိုက်တာနဲ့သူ့သားတော်ကိုတိုင်းပြည်ကနေနင်ထုတ်လိုက်အဲ့ဒီချိန်မှာဝေသန္တရာမင်းတော်သူ့ဖခင်ကမင်းမဟုတ်ဘူးသူ့ဖခင်ကမင်းအာဏာကိုဝေသန္တရာလွှဲပြီးသားအဲ့တော့ဝေသန္တရာမင်းကြီးကလည်းတိုင်းပြည်ကအလိုမရှိဘူးဆိုချက်ချင်းယာရုကဆင်းပေးတယ်ဖခင်ကလည်းတခါလေသူ့ဘင်းအာဏာကိုပြန်ယူပြီးတာနဲ့တိုင်းပြည်ရဲ့ဆန္ဒအတိုင်းပဲမင်းခဲတော့မင်းကောင်းမင်းမြတ်တယ်ဟောမယ်နောက်မှတန်းစီပြီးဟောမယ်ရှင်းတယ်နော်မြင့်မြတ်တဲ့စိတ်ဓာတ်ပိုင်ရှင်နေဖြစ်စေခြင်းလို့သဘောပါလားဟိုတိုးတက်သွားတဲ့တိုင်းပြည်ကြီးတွေကတရားတစ်သိန်းဆောက်တယ်တရားလမ်းပေါက်သွားတာနဲ့အဲ့ဒီအင်ဂျင်နီယာသူ့တာဝန်မှာဆိုချက်ချင်းအလုတ်ကနှုတ်ထွက်တယ်ချက်ချင်းအဲ့ဒီအလုတ်ကိုလုံးမစားတော့ဘူးချက်ချင်းသူ့ကိုယ်သူတန်ခတ်ပလိုက်အဖွဲစည်းတစ်ခုအမှားယွင်းတစ်ခုလုံးမိတယ်အကြီးဆုံးပုဂ္ဂိုလ်ကအရင်ဆုံးနှုတ်ထွက်သွားတယ်ဘာဖြစ်လို့လဲသူ့တာဝန်အရှိဆုံးတို့မြန်မာလူမျိုးတွေမှာအဲ့ဒီအကျင့်မရှိဘူးတခုခုမှားရင်ငါနဲ့မဆိုင်ဘူးမင်းတို့ကြောင့်ဟမ်အောင်မြင်သွားရင်ငါပဲသဘောပါလားအဲ့ဒါရုပ်မာသောအကျင့်ရှိတဲ့မျိုးရိုးဇက်နှိမ့်သူတို့ရဲ့အကျင့်ပါခင်ဗျာဇက်မြင့်ဇက်နှိမ့်ဆိုတာသူတော်ကောင်းတို့ရဲ့အကျင့်ပေါ်မှာမူတည်တယ်ရှင်းသလားအဲ့တော့အခုစန္ဒာလပင်ဖြစ်တော်ညာတော်လည်းပဲဖះအလောင်းဓာတ်ခံကပါနေတော့မြင့်မြတ်သောစိတ်ဓာတ်ရှိမရှိမြင့်မြတ်သောအကျင့်ကြည်သနော်ရဲရဲရင်ရင်သူတရားပြက်နေတော့ကသူ့ဟာသူမိမစောနဲ့ပြက်နေတာသူသတိမထားမိဘူးအောက်မှာရှင်ဘုရင်လည်းတရားပြက်ပြီပုံနာလည်းတရားပြက်ပြီလို့သိလိုက်တော့ဟာမဖြစ်ဘူးဆိုချက်ချင်းဆင်းလာသူ့အသက်သူနှမျောသလားဒါဒီနေရာဘုရင်ကသာသဘောထားမပြည့်ရင်ချက်ချင်းအိမ်နာသိမှာသူကြောက်သလားဘာအတွက်တော့တရားအတွက်ရှင်းသလားတရားကိုလေးစားလို့တော့ဟာလောကကြီးပြည့်စည်ပြီးတဲ့တရားပင်ခွာကြနေဩတာလောကကြီးပြည့်စည်ပြီးတဲ့အကုန်တရားပြည့်ကုန်ပေါ်တဲ့အဲ့တော့ငါသခိုးကဘာကြောက်နေစရာလိုသေးလဲဆိုပြီးတရားပင်ပေါ်ရှော့ဆင်းချလာအခုရဲရဲရင်ပြောတော့မေးပြီဘုရင်ကမင်းဘာမျိုးလဲစန္ဒာလာမျိုးလေဟာစန္ဒာလာမျိုးတော့ထီနန်လွဲလို့မရအဲ့တော့အတတ်နိုင်ဆုံးမင်းရဲ့ပညာကိုငါအလေးပြုပါတယ်ကွာဆိုပြီးသူ့လယ်ဘေးမှာဆွဲထားတဲ့ပန်းကုန်းကိုချွတ်ပြီးတော့စန္ဒာလာလယ်ဘေးဆွတ်ပေးလိုက်တိုင်းပြည်ကိုတဝက်စီအုပ်ချုပ်မယ်ငါနေ့အုပ်ချုပ်မယ်ညမင်းအုပ်ချုပ်တယ်မကြီးနဲ့မကြီးနဲ့မကြီးနဲ့မလေးရှင်ပြည်ညဖြောင်းဖြောင်းမအိမ်နိုင်ဘူးဟမ်သဘောပါလားတိုင်းပြည်အန္တရာယ်ဝင်မှာညလေဟမ်ဘုရင်ဟာည300မှာ100ပဲအိပ်ရတယ်အဲ့ဒါရှင်ဘုရင်တထေးတွေကည300မှာ200ပဲအိပ်တယ်ည300မှာ300လုံးတစ်ခေါက်အိပ်တာတရောင်းစားပဲရှိတယ်ဟိုဘက်တောင်နည်းနည်းချိလိုက်သေးတယ်နေဖင်ထိုးနေတာတောင်ဟိုဘက်လှည့်သွားတောင်းစားကြမှာလားလှုပ်စားကြမှာဟိုဘက်လှုပ်စားတယ်အေးမွားသေးဘူးသဘောပါလားည300လုံးတစ်ခေါက်နဲ့အိတ်တာတရောင်းစားဘုခင်ဗျားတို့ဘယ်ချိန်အိပ်ပြီးဘယ်ချိန်ထားကြတော့သဘောပါလားညအပ်တယ်ခီးနာစည်းစိမ်မင်းညတိုင်းပြည်ကိုမင်းညယူဆိုပြီးတော့လည်းမင်းဆွတ်လိုက်တယ်သူနဲ့ထပ်တူပြူတာနော်ဘာကိုလေးစားတာအေးဘုရင်ကလည်းတရားချစ်တဲ့ဘုရင်ဖြစ်တယ်ရှင်းသလားတရားကိုမြန်လို့ကြသူချင်းဆိုတော့ဒီဘက်ကလည်း तू မသိလို့မဟုတ်ပါဘူးတဲ့ပုံနာကငါမှထမင်းရှင်ဖြစ်နေတဲ့အတွက် तू ဆန်စားရဲရပါတယ်အဲ့တော့ဟိုမှာဘုရားလောင်းပြောလိုက်တဲ့စကားသိကောင်းတယ်လောကကြီးကအကျယ်ကြီးတဲ့လူတိုင်းထမင်းချက်စားတာတဲ့
တခြားတပည့်ရှင်စီသွားတယ်ဒီနားမနေနဲ့တဲ့ရှင်းလားအဲ့ဒါဘုရားအလောင်းတော်ကိုတခါတည်းသူ့ကိုညဆောင်အရာခံတယ်ခံပြီးတော့ဘုရားအလောင်းတော်ကညမင်းတဝက်ပေးတာမယူပါဘူးသူနဲ့မထိုက်တန်ပါဘူးတဲ့သူ့အမျိုးမဟုတ်ပါဘူးသို့တော့သူ့ကိုတာဝန်ပေးရင်တော့သူလုပ်ပါမယ်ဆိုပြီးတော့ညဆောင်ဟုတ်ပြီနော်တိုင်းပြည်ကိုညကိုစောင့်ရှောက်ရတဲ့ညဆောင်တတ်မှုတာဝန်သူ့ကိုပေးလိုက်တယ်ရှင်းမလားဂိုင်းကောင်းပြီအဲ့တော့ဒီပုဂ္ဂိုလ်၃ယောက်သည်ဖျားပွင့်တဲ့ကာလမှာလားဖျားမပွင့်တဲ့ကာလမှာလားအခုလိုအတုမရှိကိုတော်မြတ်ကြီးရဲ့အဆုံးအမတွေအဲ့ဒီချိန်ကရှိသလားမရှိတော့လည်းပဲသူတို့၃ယောက်သည်ဘာကိုလေးစားတရားကိုလေးစားခဲ့ကြတယ်တဲ့အဲ့ဒီနေ့ကစပြီးဟောဒီရှင်ဘုရင်သည်ပညာသင်တိုင်းမှာဆရာအောက်ကနေဒူးတုပ်ပြီးတော့ရိုသေစွာပညာသင်ယူတယ်ဘေးရင်သင်တော့မယ်ဆိုရင်ပုံနာကိုဥစွာရေချိုးပေးတယ်ဝတ်ကောင်းစားလာတဲ့တခါလဲဝတ်ပြီးတော့သူကိုယ်တိုင်ပြုစုပြီးမှပလင်ထက်မှာပုံနာကိုနေစေပြီးမှရှင်ဘုရင်ကအောက်ကနေပညာသင်ပြင်လိုက်တာဘာစောင့်ကြလဲနေရာတိုင်းမှာတရားစောင့်ကြတဲ့အခါကျတော့တိုင်းပြည်တစ်ခုလုံးရှင်ဘုရင်တရားစောင့်ပြီဆိုတော့တိုင်းပြည်တစ်ခုလုံးလည်းတရားစောင့်တော့အဲ့ဒီတိုင်းပြည်မှာအမှုခင်းမရှိသခိုးကြဖို့မရှိတိုင်းပြည်တစ်ခုလုံးตาယာဝပြောပြီးတော့ဘုရားရှင်ကိုရောမြတ်ကြီးကဘာပြောလိုက်ဆိုတော့နတ်ပြည်ကိုပြည့်နှက်စေတယ်ဆိုတော့အဲ့ဒီတိုင်းပြည်ကလူသေးရင်သေတဲ့လူတိုင်းပဲရောက်နတ်ပြည်ရောက်တယ်အဲ့ဒါမှနတ်ရွာဆန်းဘာဖြစ်လို့ဒီတိုင်းပြည်ထဲမှာနေတဲ့တတ္တဝါတိုင်းသည်ခိုးတဲ့လူလိန်တဲ့လူလူတဲ့လူသူများသားများစော်ကားတဲ့လူဘာဆောင်ကြကျင်သလားအဲ့တော့ခုနကတရားပြက်ကြတဲ့ယဟန်နေဘယ်သူတွေတော့သဗ္ဗဂိယဟန်ဘယ်သူတွေသဗ္ဗဂိယဟန်တွေကိုမြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကချက်သားတို့တဲ့တစ်ချိန်ကငါကဲ့သို့အတုမရှိလောကဤဝိတုဆရာတဆူဖျားမပွင့်တဲ့ကာလမှာတောင်မှပညာရှိများကတရားကိုလေးစားခဲ့ကြတယ်စောင့်ရှောက်ခဲ့ကြတယ်အခုခင်ဗျားတို့ကျွတ်တို့ဟာဖျားမပွင့်တဲ့ကာလလားဖျားပွင့်တဲ့ကာလသဗ္ဗဂိလိုက်မလိုက်နဲ့ရှင်းသလားဘုသူစကားနားထောင်ဖျားစကားနားထောင်လို့ဆင်းရဲပါတယ်ဆိုတဲ့လူဖျားစကားနားထောင်လို့ပျက်စီးသွားတဲ့လူယုံသလားပျက်စီးစရာအကြောင်းရှိသလားမြတ်စွာဘုရားသခင်ကိုရောမြတ်ကြီးသည်လောကပျက်စီးကြောင်းတွေပြောခဲ့တာကြောင့်လောကအကျိုးစီးပွားကိုဆောင်ခဲ့တာလားဒါဖြင့်သူကလှုပ်ဆိုတဲ့အလုပ်ကိုမလှုပ်ပါနဲ့ဆိုတဲ့အလုပ်ကိုမကောင်းမှုမှန်သမျှကောင်းမှုမှန်သမျှလှုပ်ဖြစ်အောင်ရှင်းသလားအဲ့တော့ရှိတာခန္ဓာဘယ်နှပါးမြဲသလားအဲ့ဒီမမြဲခန္ဓာကိုပိုင်သလားမပိုင်တဲ့ခန္ဓာကိုကြီးကိုခိုးကျွေးရတာတန်သလားလူကျွေးရတာတန်သလားတောင်းကျွေးရတာတန်သလားစဉ်းစားတော့ယုံနာခန္ဓာရရင်အိုချိန်တိုင်းရင်နာချိန်တိုင်းရင်သေချိန်တိုင်းရင်အားလုံးကျေနပ်သလားဒါဖြင့်သတိထားဝရိယစိုက်ပညာနဲ့ကြည့်ဘယ်သူကိုဘယ်သူကြည့်မလဲဘယ်ချိန်ကြည့်မလဲအချိန်တိုင်းအဲ့တော့တရားကောင်းစဉ်ပါတဲ့သာဝစဉ်လေးစားမြတ်တရားအမြဲတမ်းပြုသမျှကာယကံဝစီကံမနောကံတိုင်းဘာနဲ့လျော်အောင်ပြုမလဲရှင်းတတ်ကြလားဒါဖြင့်ဒီနေ့ကစပြီးတော့ဉာဏ်မျက်လုံးဖွင့်ကြစို့ဘာလုပ်ကြမလဲဉာဏ်မျက်လုံးဖွင့်တော့ရုပ်ကောမြဲသလားနာမ်ကောဖြစ်ပြီးရင်ဘာသစ္စာလဲသိတဲ့ဉာဏ်ကမဲ့နဲ့သာမမှန်ကန်ကန်သိရင်ဒီခန္ဓာမှာငါကိုငါဟာငါဥစ္စာဆိုစရာရှိသလားငါမှမရှိရင်ငါဥစ္စာလဲမရှိရင်လောဘဒေါသမောဟလာစရာလိုသေးလားမလိုရင်သေတာကသမုဒိယအာရဘတရားတွေသေပြီဆိုမှတော့အကြောင်းသိရင်အကြောင်းချုပ်တော့ရှင်းရတယ်နော်အကြောင်းကောင်းရင်အကြောင်းမှန်ရင်အကြောင်းစင်ကြယ်တော့ကဲဒါဖြင့်ဒီရရှိမစင်ကြယ်သောအလုပ်လုပ်မလားစင်ကြယ်သောအလုပ်လုပ်မလား
ကဲစင်ကြယ်တော့လို့မဆိုသတိထားဝရိယဆိုင်ပညာနဲ့ကြည့်ဘယ်သူကိုကြည့်မယ်ကိုကြည့်ခန္ဓာဘယ်နှပါးဖြစ်ပြီးတော့ကဲဖြစ်ပြဲဘာသစ္စာသိတဲ့ဉာဏ်ကသေတာကနောက်ခန္ဓာမလာတာကသစ္စာဘယ်နှချက်ကြိုက်ကဲသို့သစ္စာ၄ချက်တပြိုင်တည်းကြိုက်မှသာလျင်တန္တရာဝတ်တွင်းကလွတ်ကင်းနိုင်မှာဖြစ်တဲ့အတွက်မမိတ်မလျော့မပေါ့ဆာသောသတိမလျှော့သောဇွဲလုံးလလက်ကင်ထားပြီးတော့မြတ်တရားကိုအစဉ်လေးစားနိုင်အောင်ကြိုးစားကြပါစို့လို့တိုက်တွန်းရင်းနဲ့ဒီညဒီမြနဲ့နာကြစို့ကြပါစို့လို့တိုက်တွန်းရင်းနဲ့ဒီညဒီမြနဲ့နာကြစို့